5ရဲ့ဒုတိယပိုင်း thermodynamics ပိုင်းကိုရောက်သွားပြီဒီတစ်ခေါက်တော့သူကစနစ်တွေအကြောင်းကိုလေ့လာတယ်ဘယ်လိုစနစ်တွေလဲဆိုတော့ဆက်ပြီးတော့ကြည့်အောင်ဒီနေရာမှာဆိုရင်0က thermodynamic is the theory of systems စနစ်တွေကိုသူကလေ့လာတယ် involving energy စွမ်းအင်တွေပါဝင်တဲ့စနစ်ဒါပေမဲ့အဲ့စွမ်းအင်တွေကဘယ်လိုပုံစံနဲ့ပါဝင်နေရလဲဆိုတော့ heat and work အပူဒါမှမဟုတ်ရင်ဆိုတော့အလုပ်ပေါ့အဲ့တော့ဆိုလိုချင်တာကစွမ်းအင်တွေတော့ပါတယ်ဒီစနစ်ထဲမှာဒါပေမဲ့အဲ့ဒီပါတဲ့စွမ်းအင်တွေဒီအပူနဲ့အလုပ်ပုံစံမျိုးပဲရှိတယ်ကျန်တဲ့ဆိုတော့ energy form တွေမရှိဘူး thermodynamics မှာပါတဲ့ဆိုတော့ဒီစွမ်းအင်ပုံစံဒီအပူနဲ့အလုပ်ပုံစံပဲရှိတယ်အဲ့ဒီအပူနဲ့အလုပ်ပုံစံပဲပါတယ်ဆိုတော့စွမ်းအင်ပါတဲ့စနစ်တွေကိုလေ့လာတာကို thermodynamics လို့ခေါ်တယ်ဒါဆို thermodynamics ကသူက good example ကဘာဖြစ်မလဲဆိုတော့ is gas confined by the piston in a cylinder ဒါကဆိုတော့ဒီအဝါရောင်လေးကဒါတန်းခွေးလို့ဆိုတော့သဘောထားလိုက်မယ် confine ဆိုတာဆိုတော့ပိတ်လှောင်ထားတာသူ့အပြင်ထွက်လို့မရအောင်လို့သူ့ကိုပိတ်ထားတယ်ဘယ်သူကလဲဆိုတော့ဒီဘောအနီရောင် cylinder ဒီ piston လေးကပိတ်ထားတယ်ဒါဆိုရင်ဆိုတော့ piston ကဘယ်မှာရှိတာလဲဆိုတော့ gas ကော piston ကောနှစ်ခုလုံးဒီ cylinder စီခွက်လေးထဲမှာရှိတာဒီအမဲရောင်အပြင်ကအခွန်လေးကို cylinder လို့ခေါ်တယ်ဒီအပေါ်ကအနီရောင်အဝိုင်းပြားလေးကို piston တကယ်တော့ piston အပေါ်မှာဆိုတော့ထောက်တန်လေးပါသေးတယ်ဒီမှာတော့ဆရာမထည့်ပေးတော့ piston ပြီးတော့ဒီထဲမှာရှိတာကဓာတ်ငွေ့အဲ့တော့ thermodynamic system ရဲ့ဆိုတော့ example ကဓာတ်ငွေ့တစ်ခုကို cylinder ထဲမှာ piston နဲ့ပိတ်လောင်ထားတယ်အဲ့ဒါကသူ့ရဲ့ example ပေါ့ဒါဆိုရင်အဲ့ဒီဓာတ်ငွေ့ကိုအပူပေးလိုက်တဲ့အခါမှာ if the gas is heated ဒီထဲမှာရှိတဲ့ဓာတ်ငွေ့ကိုဆရာတို့ကအပူထည့်ပေးလိုက်တယ်ဒါဆိုရင်အပူလာပြီဆိုရင်ဒီဓာတ်ငွေ့ဒီဆရာတို့က molecule တွေကထဲမှာဆရာတို့က expansion ဖြစ်တယ်ပွာလာတယ်ပေါ့ဟုတ်ပြီနော်အပူလာတဲ့အခါမှာဆရာတို့ကပြန့်ကားပြီးတော့ပွာလာတယ်ဒါဆိုရင်ဒီထဲမှာရှိနေတဲ့အဝါရောင်ဓာတ်ငွေ့တွေကပြန့်ကားပြီးတော့ပွာလာတဲ့အခါသူကဒီဘက်ဘေးကိုလည်းသွားလို့မရဘူးဒီဘေးလည်းသွားလို့မရအောက်လည်းသွားလို့မရတော့ piston ရှိတဲ့အပေါ်ဘက်ခြမ်းကိုသူကတွန်းတင်လိုက်တယ်ဒီဘက်ညာဘက်ကပုံလို့ဖြစ်သွားဒါဆိုရင် piston ပေါ်မှာသူကအလုံးပြီးမြောက်သွားတယ်ဒါဆိုဘလို့အလုံးပြီးမြောက်သွားလဲဆိုတော့သူတွန်းတင်လိုက်တာဆရာတို့က force နဲ့တွန်းတင်လိုက်တယ်ပေါ့ဟုတ်ပြီနော်ဒါဆိုရင်တကယ်တမ်းကျတော့ဆရာတို့ကအလုံးပြီးမြောက်ဖို့ဆိုရင် force နဲ့ displacement နဲ့နှစ်ခုမြောက်ကြတယ်အားတက်ရောက်ကမယ်အဲ့ဒီအားကြောင့်ရွေ့သွားတယ်အရွေ့ရှိရမယ်ဒါဆိုရင်ငကိုတော့ကဒီနေရာ level မှာရှိနေတဲ့ gas ကဒီအပေါ်ကိုရွေ့သွားတယ်ဘယ်လောက်ရွေ့သွားလဲဆိုတော့ဒီအကွာဝေးရွေ့သွားတယ်ဟုတ်ပြီနော်ဒီတော့ဆရာတို့အရွေ့ကတော့ရှိတယ်ဒါဆိုဒီ force ကဆရာတို့ကတကယ်တော့အောက်ကနေဓာတ်ငွေ့ရဖိအားနဲ့အပေါ်ကိုတွန်းတင်လိုက်တာဖြစ်တဲ့အတွက် force နေရာမှာဆရာတို့ကဖိအားပါတဲ့ပုံသဏ္ဍာန်ကိုပြောတော့ F equal to ဆရာတို့က P equal to F/A ပုံသဏ္ဍာန်က pressure ဆို force ကိုဒီ area နဲ့စားတာဒါဆိုရင် F ကိုလိုချင်တော့ PA စားသွင်းလိုက်တယ်ဒါဆို F နေရာမှာ pressure ရဲ့ area ရဲ့ဝင်လာတယ် displacement ကတော့ displacement ပဲဒါဆို area နဲ့ displacement နှစ်ခုမြောက်တယ်အဲ့တော့ဆရာတို့ကဒီပုံရပေါ့ဒီထဲမှာဆရာတို့ကနောက်ဆုံး expansion ဖြစ်သွားတဲ့အပေါ်က section လေးငကိုတော့ရှိနေတဲ့ volume က initial volume ဒီအနီရောင်ကြီးကဒါ final အစဆုံး volume ပြန့်ကားသွားပြီးတဲ့ volume ဒါဆိုရင်ဆရာတို့ကဘယ်လောက်ထိပြန့်ကားသွားလဲသိချင်တယ်ဆို final တွေက initial ကိုနှုတ်ရင်ပြန့်ကားသွားတဲ့ data v ရတယ်အဲ့ data v လေးကိုဆရာအပြင်မှာထွက်ပြီးတော့တက်ထုတ်ပြီးတော့ဆွဲပေးထားတယ်ဒါဆိုရင်ဘယ်လိုလုပ်ပြီးမြောက်ရလဲသိချင်တယ်ဆိုရင်ဒီနေရာမှာ area ကတော့ဒီဒုတယ်လေးရဲ့ဒီ cylinder ဒုလုံးရှည်လေးရဲ့ surface area ဟုတ်ပြီနော်ပြီးတော့သူပြန့်ကားသွားတာကဒီအမှတ်ကနေပြီးတော့ဒီအပေါ်ထိဒါက displacement အနေနဲ့ဆရာတို့ကကြည့်မယ်ဆိုရင်တော့ဒီဒါပေမဲ့ဆရာတို့ကဒုတယ်အနေနဲ့ကြည့်ရင်တော့ဒါကသူ့ရဲ့အမြင့်ပေါ့အဲ့တော့ဆရာတို့က area နဲ့အမြင့်နဲ့နှစ်ခုမြောက်လိုက်တဲ့အခါမှာဘာရလဲဆိုတော့ volume ရတယ်အဲ့ဒီ volume ဒီဘာ volume လဲဆိုတော့ VF တွေကနေ VI ကိုနှုတ်ထားတယ် volume difference ပေါ့ဟုတ်ပြီနော် final နဲ့ initial ကြားတဲ့က change in volume လို့ခေါ်တယ်ဒုတယ်ပြောင်းလဲသွားတာအဲ့တော့ပြောင်းလဲသွားတဲ့ဒုတယ်အဲ့တော့ငကိုတုံးကဆရာတို့က3ရှိတယ်ဆိုကြပါစို့ final က7ဖြစ်သွားတယ်ဆိုရင်9ထဲက3နှုတ်တယ်ဆိုရင်ဆရာတို့ကပြောင်းလဲသွားတာက4ပြောင်းလဲသွားတယ်ဒီသဘောပဲဆရာတို့က final တွေက initial ကိုနှုတ်တဲ့အခါမှာ data v ရတယ်အဲ့တော့ data v ကိုဆရာဒီမှာအပြင်ကထုတ်ပြီးဆွဲထားတဲ့အခါမှာ volume ဒီ area နဲ့ဒီ d ဆိုတဲ့အမြင့်လေးနဲ့မြောက်လာတာဖြစ်တဲ့အတွက် AD နေရာမှာဆရာတို့က data v ကိုစားသွင်းလိုက်တယ်ဒါဆိုရင် pressure ရှိတယ်ဆရာတို့က expansion ဖြစ်သွားတဲ့ data v လည်းရှိတယ်ဆိုရင်ဒီမှာ work done ရှိတယ်ဘ
ယ်ပေါ်မှာလဲဆိုတော့အထဲမှာရှိတဲ့ gas ကနေပြီးတော့ဒီ piston ပေါ်ကိုပြီးမြောက်လိုက်တယ်အလုပ်ဘယ်လိုခြေနေမှာလဲဆိုတော့ဒီ gas ကိုအပူပေးလိုက်တဲ့ခြေနေအဲ့တော့ဓာတ်ငွေတစ်ခုကိုအပူပေးလိုက်တယ်ဒီထဲမှာပိတ်လောင်လာတဲ့ဓာတ်ငွေကိုအပူပေးလိုက်တယ် expansion ဖြစ်တဲ့ piston ပေါ်မှာအလုပ်ပြီးမြောက်သွားတယ်ဟုတ်ပြီနော်ဒါကြောင့်ဆိုတော့ this is one example of how the thermodynamic system can do work ဒါဆိုရင် thermodynamic system ကအလုပ်ဘယ်လိုလုပ်နိုင်လဲဆိုတော့အလုပ်လုပ်နိုင်ပုံကိုပြောတာပေါ့ဟုတ်ပြီနော် thermodynamic ကဘယ်လိုလုပ်လဲဆိုတာကိုဆရာဒီမှာအနှစ်ချုပ်လေးရှင်းပြပေးတာဖြစ်တယ်ဒါဆိုရင် thermal equilibrium ဆိုတော့ကဆိုတော့အပူချိန်မျှချိန်ဖြစ်နေတာအပူချိန်တူတာကိုပြောတာဟုတ်ပြီနော် it's an important concept in thermodynamics ဒါဆို thermodynamics မှာဆိုတော့အရေးပါတဲ့အယူဆတစ်ခုက thermal equilibrium လို့ခေါ်တယ် temperature တူတာကိုပြောတာဒါဆိုရင်သူကဘာကိုပြောတာလဲဆိုတော့ one two systems are in thermal equilibrium စနစ်တစ်ခုကသူကအပူမျှချိန်ဖြစ်နေတယ်ဆိုရင် temperature တူတယ်ကိုပြောတယ်ပေါ့ဟုတ်ပြီနော် there is no net heat transfer between them ဘယ်သူကမှအပူချိန်ပိုများနေတာလည်းမဟုတ်ဘူးနည်းနေတာလည်းမဟုတ်ဒါဆိုဘယ်သူကမှအပူကို loss လည်းမဖြစ်သလို gain လည်းမဖြစ်ဘူးအဲ့ဒါကိုဆိုတော့ no net heat transfer between them အဲ့ဒီနှစ်ခုကြားထဲမှာအသက်တင်အပူကူးပြောင်းခြင်းလုံးဝမရှိဘူးအပူမရှိတဲ့အတွက် temperature difference မဖြစ်တဲ့အတွက်ဆိုတော့အပူကူးပြောင်းခြင်းမရှိဘူးဒါဆိုရင် net heat transfer ကမရှိဘူး0ပဲဒါကြောင့် this occurs ဒါမျိုးတွေကဘယ်လိုအချိန်မှာဖြစ်ပွားလဲဆိုတော့ when the system are at the same temperature စနစ်တစ်ခုအပူချိန်တူနေတဲ့အချိန်မှာဖြစ်ပွားတယ်အဲ့တော့ဒီအပေါ်မှာရေးထားတဲ့စာသားတွေကိုဆိုတော့ပြန်ပြီးတော့နောက်ထပ်အတူချုပ်လေးပြန်ပြောမယ်ဆိုရင်တူညီတဲ့အပူချိန်မှာရှိနေတဲ့စနစ်တွေကဘာဖြစ်မလဲဆိုတော့ will be in thermal equilibrium with each other တစ်ခုနဲ့တစ်ခုအပူမျှချိန်မှာတည်ရှိနေမယ်လို့ပြောတာဒါဒီနှစ်ကြောင်းကိုသူကခြုံပြီးတော့နှစ်ချုပ်ရေးလိုက်တာဟုတ်ပြီနော်အပူမျှချိန်မှာရှိနေ net heat transfer မရှိဘူးဘာလို့လဲစနစ်တစ်ခုကအပူချိန်တူနေလို့အဲ့ဒါကိုနှစ်ချုပ်ပြန်ရေးလိုက်တော့တူညီနေတဲ့အပူချိန်မှာရှိနေတဲ့စနစ်တွေကတစ်ခုနဲ့တစ်ခု thermal equilibrium မှာသူကရှိနေတယ်လို့ပြောထားတယ်ဟုတ်ပြီနော်ဒီမှာတော့ဆရာကအဓိက thermodynamics ကဘယ်လိုလုပ်နိုင်လဲဆိုတဲ့အပိုင်းလေး introduction ပိုင်းရယ် thermal equilibrium ပိုင်းကိုပြောရတာဖြစ်တယ်ဒါဆိုဆက်ပြီးတော့ဆရာတို့လေ့လာကြည့်အောင်ဒီမှာတော့ဆရာက zero law of thermodynamics လို့ခေါ်တယ်ဒါကတော့ဆရာ thermodynamics ကနောက်ထပ်ဆရာကဒီဥပဒေလေးနှိယာမှာလေးတစ်ခု zero law ကဘာပြောလဲဆိုတော့ zero နှိယာမှာကဆရာက is a simple definition of thermodynamics equilibrium thermodynamics equilibrium ကိုသူကဒိဗ္ဗယ်ဖွင့်ဆိုတဲ့အခါမှာသူကအယိုးရှင်းဆုံးဖွင့်ဆိုတဲ့ပုံစံမျိုးဘာပြောထားလဲဆိုတော့ one two objects are separately in thermodynamics equilibrium ဒီမှာတော့ဆရာပစ္စည်း၃ခုပေးထားတယ်ဒါပေမဲ့ဆရာနှစ်ခုချင်းစီဆရာပိုင်းလိုက်မယ် A နဲ့ B နဲ့တစ်ပိုင်းပိုင်းတယ် B နဲ့ C နဲ့တစ်ပိုင်းပိုင်းလိုက်တယ်ဒါဆိုရင် separately ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ဆရာတို့ဒီမှာလဲဆရာတို့တွဲကြည့်လို့ရတယ် AB ကိုဆရာကတွဲလိုက်မယ်ဒါဆို AB ကတက်တက်ဖြစ်သွားပြီနောက်တော့ဆရာတို့က AC ကိုထပ်ပြီးတွဲလိုက်မယ် AC ကတက်တက်ဖြစ်သွားတယ်အဲ့လိုချိန်နေမှာဆရာတို့က object နှစ်ခုက separately in thermodynamics သူကဝတ္ထုနှစ်ခုကတီးခြား thermodynamic equilibrium မှာရှိနေတယ် with a third object တတိယမြောက်ဆရာတို့ကဝတ္ထုနဲ့ဆိုလိုချင်တာကဆရာတို့က A နဲ့ C နဲ့ဒီမှာဆိုရင်ဆရာတို့က B နဲ့ C နဲ့ဝတ္ထုဒီ C ဒီ A နဲ့လည်းတွဲထားတယ် B ကလည်း A နဲ့လည်းတွဲထားတယ်ဒါဆိုရင်ငကိုတော့ရှိနေတဲ့ first object က B second object က C ဆိုရင် third object က A ဟုတ်ပြီနော်ဒါဆိုရင် separately ဖြစ်တယ်ဆိုတဲ့သဘောက B ဒီ A နဲ့တွဲဒါတက် C ဒီ A နဲ့တွဲတက်ဟုတ်ပြီနော်အဲ့ဒီတော့ဝတ္ထုနှစ်ခုကတီးခြားသူက thermodynamic equilibrium မှာရှိနေတယ် with third object တတိယ object နဲ့ဒါဆိုရင်သူတို့အားလုံးဒီ thermodynamic equilibrium တစ်ခုနဲ့တစ်ခုသူကမျှခြေမှာရှိနေတယ်လို့ပြောတာဒီဘက်ကပုံလေးဆိုလဲဆရာတို့သိတာတယ်ဝတ္ထုတစ်ခုကဒီမှာဆိုရင်ဆရာတို့က AC နဲ့ BC နဲ့တွဲပေးထားတယ်ပေါ့ဟုတ်ပြီနော်အဲ့ဒီအချိန်မှာဆရာတို့က A နဲ့ C နဲ့ temperature အတူတူပဲ B နဲ့ C နဲ့ temperature အတူတူပဲဆိုရင်အားလုံးဒီ A ရဲ့ C ရဲ့ B ရဲ့သုံးခုလုံးဒီ thermodynamic equilibrium မှာရှိနေတာဘာလို့လဲ A က30 C ကလည်း30 C နဲ့ B နဲ့ကလည်း temperature အတူတူပဲဆိုရင် C 30ဆိုရင် B လည်း30ဒါဆိုရင် A ဒီ B နဲ့လည်းတူသလို C နဲ့လည်းတူတယ်ဒီပုံမှာလဲဆရာတို့က A နဲ့ B နဲ့ equilibrium ဖြစ်တယ် A နဲ့ C နဲ့ equilibrium ဒါဆိုရင် B နဲ့ C နဲ့ကလည်း equilibrium ဒါ third object နဲ့ equilibrium ဖြစ်တာဒါကိုတော့ဆရာတို့က zero law of thermodynamics လို့ခေါ်တယ်နောက်တစ်ဗီဒီယိုမှာတော့ဆရာတို့က thermodynamics နဲ့ပတ်သက်တဲ့ internal energy ကြောင်းဆက်ပြီးတော့လေ့လာမယ်
အားလုံးကျေးဇူးတင်